ကျွန်တော်ရဲ့ channel လေးကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုတွေမတင်ခဲ့တာဆိုရင်တော့နှစ်ပေါက်နေပြီပေါ့နော်ဒါကြောင့်မလို့ဒါအခုကတော့ဒီဗီဒီယိုလေးတွေကိုပြန်ပြီးတော့ကျွန်တော် run နေပြီဖြစ်ပါတယ်ဒီကက်လေးတွေကကျွန်တော် Telegram မှာအများတန်းတင်ပေးရပေါ့နော်ဒီလုံးမိုင်ကက်လေးတွေကမှန်းတယ်နောက်ထပ်ကက်လေးနှစ်ကက်ပြမယ်ကက်တရများနေမှာဖြစ်တဲ့အတွက်သုံးနေကြလူကတော့ဒီကောင်လေးတွေကြီးသုံးလို့ရတယ်မသုံးတတ်ဘူးလို့ဆိုတဲ့လူကတော့ကျွန်တော်ဗီဒီယိုလေးကိုတစ်ဆင့်ချင်းရှင်းပြပေးမယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့မျှော်နေပါတယ်โอเคဒါဆိုရင်တော့စားလိုက်ရအောင်ဒီကောက်တေးကက်လေးရကြတော့ဒီလုံးမိုင်ကတော်တော်များများမှန်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ Telegram channel မှာအများကြီးတင်ပေးနေရဖြစ်တယ်နောက်ထပ်ကတော့ဒီကောင်ပေါ့နော်ဒါတော့အားလုံးရင်းနေပြီးသားကက်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကက်တူကက်စတွေအများကြီးထွက်နေတာဖြစ်တဲ့အတွက်ကွာရှားမှုတော့ရှိတယ်ကျွန်တော်တင်ပေးနေတဲ့ကက်ကလေးကတော့တော်တော်များများဒီရွေးကွက်တွေကပါတာဖြစ်ပါတယ်ဒါကြောင့်မလို့ခွန်ကြိုက်ရင်ဒီမှာခွန်နဲ့ပတ်သက်တဲ့ဒီကွက်လေးတွေကအားတကောင်းတယ်ပေါ့နော်ချစ်ကြိုက်ရင်ဒီကွက်လေးတွေအားကောင်းတယ်နောက်ထပ်ဒီကောင်လေးကလည်းတော်တော်များများမှန်တယ်ဒါကတော့နှစ်ကက်မှာတော့တူညီနေတာခွန်တွေ့တယ်ပေါ့နော်ခွန်တွေ့ရဖြစ်တဲ့ခွန်ကတော့အားကောင်းနေတယ်ဒါဆိုရင်တော့ကျွန်တော်ခုပြန်ကြည့်လိုက်တော့ဒီမှာ9-3ည8ခွန်3ခွန်ဒီလိုတွေဖြစ်နေရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဘဲကောင်ကစားကင်ကစားတင်လေပေါ့နော်ဒါဆိုရင်ကျွန်တော်တွတ်ဆိုင်လေးနဲ့ကျွန်တော်ကတော့ခြုံလိုက်ရှင်ဖြစ်ပါတယ်ခဏလေး၄ခွက်လောက်ထုတ်မယ်ပေါ့နော်โอเคဒီကောင်လေးကလာနေတဲ့ site ကလေးကတော့ဒီနှစ်ခုပေါင်းချင်းဒီ1ရဲ့ပါဝါတွေဆိုတစ်လျှော့ဝမ်းကြီးရတယ်ဒီနောက်ပိတ်9ပေါ့နော်9ပါဝါဒီ3ည9-3ညနဲ့တစ်လျှော့နဲ့တွက်လိုက်တော့10ဆိုပြီးတော့ပေးထားတယ်ကျွန်တော်တို့ဒါဆိုရင်နောက်တစ်ခုကြည့်မယ်ဒီနှစ်ခုပေါင်းချင်းဒီ1နဲ့3ညနဲ့ပေါင်းချင်းဒီတစ်လျှော့ပေါ့နော်ပါဝါရိုက်တော့ဒီကောင်ရဲ့ပါဝါဒီတစ်လျှောက်ဆိုတော့ကျွန်တော်တို့ကဒီမှာ6တက်ဆိုပြီးတော့တစ်ချိန်ပေးထားတယ်ဒီနှလုံးပေါင်းချင်းဒီတစ်လျှောက်ဖြစ်တယ်ဒါကြောင့်မလို့နောက်ပိတ်တက်ပေါ့နော်တစ်လျှောက်ဒီမှာတော့9-6လို့ပေးသွားတယ်ဒါဖောက်တယ်လို့တော့ပြောလို့မရသေးဘူးပေါ့နော်6တက်တော့ဘူးမသွားသေးဘူးဒါဆိုရင်တော့ကျွန်တော်တို့ခုလာမဲ့ပွဲစဉ်မှာကြည့်လိုက်တော့ဒီနှလုံးပေါင်းချင်းဒီကျွန်တော်တို့က6ပေါ့နော်6ရဲ့ပါဝါဒီလေ4-9 1ချင်းဆိုတာရတယ်ပေါ့နော်ဒါဆိုရင်သူနဲ့တွဲမဲ့ကောင်ဒီနောက်ပိတ်3ညရဲ့ပါဝါဒီ9-3ညနဲ့4-9နဲ့သူ့ဆိုင်တိုင်းတွဲမယ်ဆိုရင်ကျွန်တော်တို့ကဏ္ဍ4ခုပဲထွက်သွားမယ်ဒီထဲမှာကျွန်တော်ကြိုက်တာဒီ9ရဲ့40ရဲ့နှစ်ခွက်ကြိုက်တယ်ပြီးရင်ဟိုဘက်ကခွန်တစ်လုံးကိုကြိုက်တယ်ပေါ့နော်ဒါကြောင့်ခွန်9နဲ့ခွန်9ဆိုပြီးခွန်9ပေါ့နော်ခွန်9ရဲ့ခွန်9ရဲ့ဒီ4ခုကိုကြိုက်တယ်ဒီထဲမှာအကြိုက်ဆုံးဒီ9နဲ့ခွန်9ဖြစ်ပါတယ်โอเคကက်လေးတွေရဲ့အကြောင်းကိုလည်းဒါတေချာလေးလေးလာပဲကစားလို့ရတယ်ကျွန်တော်ရဲ့ Daily မှာတော့ကျွန်တော်အများအားတင်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Daily ကိုလည်းမြေသူမစောအခမဲ့ join နိုင်ပါတယ်ခု channel လေးကိုလည်းပြန်တင်ပေးနေပြီဖြစ်တဲ့အတွက်ဒီတိုင်းကြည့်ရှုလို့ရအောင် like လေးဒီတယောက်ရဲ့နေဘက်ကြောင်တောင်းဆိုပါတယ်အားလုံးအစီအမံရှော့မေးကြပါစေဗျ